ဟုတ်ကဲ့ဗျာပြင်ပဆောင်းပါရှင်ကိုမျိုးရံအောင်သိတင်ပြနေတဲ့ကဏ္ဍဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့အေယာဝတီတိုင်းချောင်းသာဒေသကလူခွင့်ရေးချိုးဖောက်မှုတွေအကြောင်းဆောင်းပါရှင်ကကိုယ်တိုင်တွားရောက်လေ့လာတင်ပြထားပါတယ်နားဆင်ကြပါလိမ့်ခင်ဗျာကျွန်တော်ပြီးခဲ့တဲ့ဇန်နဝါရီကချောင်းသာကိုသွားခဲ့ပါတယ်ချောင်းသာမှာလူခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် HRWDN ကဒေါ်မြစင်အိမ်မှာကျဲခဲ့ပါတယ်ဒေါ်မြစင်ဟာဒေသဆိုင်ရာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအမျိုးသမီးခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်ရိုးသားပွင့်လင်းတဲ့အသက်60ကျော်အမျိုးသမီးကြီးရဲ့သက်တိနဲ့အစွမ်းအစတွေကိုတွေ့ခဲ့ရပါတယ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးအတွက်ဘဝကိုမြုပ်နှံထားပြီးလှုပ်ရှားဆောင်ရွက်နေသူတဦးလည်းဖြစ်ပါတယ်ဝါချီရန်ရက်ပြီးအသက်မွေးကြောင်းပြုနေခြင်းကနေအားလက်တဲ့အချိန်မှာတရားမြေသိမ်းတဲ့ကိစ္စအာဏာပိုင်တွေရဲ့အနိုင်အထက်ပြုမှုစတာတွေကိုလိုက်လံကောက်ွယ်ပေးနေတဲ့အမျိုးသမီးကြီးတစ်ယောက်ပါကွန်ကြံအသေးလေးစိုက်ပြီးအသက်မွေးကြောင်းပြုနေတဲ့လူအခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက်ကကိုမျိုးသိန်းတို့အဖွဲ့နဲ့လည်းစကားပြောဖြစ်ခဲ့ပါသေးတယ်လူအခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် HRWDN ကိုပသိမ်မြို့မှကိုမြင့်နိုင်မှဦးစီးပြီးဖွဲ့စည်းထားပါတယ်ချောင်းသာငွေဆောင်စတဲ့ဒေသများမှာသူ့ရဲ့ကွန်ရက်ဟာကျေပြန့်တာကိုလည်းအားရစရာတွေ့ခဲ့ရပါတယ်ပသိမ်မြို့ကဦးမြင့်နိုင်ဦးကြည်ဝင်းတို့ကကျွန်တော်တို့ရှိရာချောင်းသာကိုဆင်းလာခဲ့ပါတယ်ချောင်းသာဒေသမှာလေသမားရွာသူရွာသားများကလေယာမြေသိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဦးမြင့်နိုင်ကိုအားကိုးတကြီးနဲ့တိုင်ကြားပြီးအကူအညီတောင်းခံကြပါတယ်ဦးမြင့်နိုင်ကဥပဒေဘောင်အတွင်းမှာရှားသိမ့်ရထိုက်တဲ့အခွင့်အရေးကိုဥပဒေအရေးနားမလည်တဲ့ရွာသူရွာသားများကိုစိတ်ရှည်စွာရှင်းပြခဲ့ပါတယ်နောက်ပြီးတအားသွေးလိုက်လံဆောင်ရွက်ပေးပါတယ်အသိမ်းချောင်းသာဒေသရဲ့လေသမားဒေသခံတူဖြစ်တဲ့ကိုမြင့်နိုင်ဟာမိမိဒေသခံအချင်းချင်းနားလည်လက်ခံလာအောင်ပြောဆိုဆွမ်းဆောင်နိုင်သလိုကျန်ဒေသအသီးသီးမှာလည်းဒေသခံခေါင်းဆောင်ကောင်းတွေအများကြီးလိုပါတယ်။ARတိုင်းသားအချင်းချင်းကိုယ်ဒေသမှာရှိတဲ့လူခွင့်ရေးကာကွယ်ပေးမှုဟာတကယ်ကိုအားရကျေနပ်စရာပါကျွန်တော်ရောက်တဲ့အချိန်အတွင်းမှာမိမိပိုင်လေယာမြေအသိမ်းခံရတဲ့ကိစ္စငွေကြေးချမ်းသာသူတွေလေယာမြေတွေတူးပြီးအုပ်ဟုတ်တဲ့ကိစ္စတွေကြားသိခဲ့ရပါတယ်အဲ့ဒီထဲကမှကိုတာစန်းရဲ့ဖြစ်စဉ်ဟာထူးခြားဖြစ်စဉ်တစ်ခုပါလွန်ခဲ့သော2008ခုနှစ်မေလမှာချောင်းသာကအင်ဂျီ54အိမ်ကိုဒေသဆိုင်ရာအာဏာပိုင်တွေကဖယ်ရှားခိုင်းပါတယ်အိမ်54အိမ်ဟာတရားဝင်အိမ်တော်စုစည်းရင်းနဲ့နေကြတာပါအဲ့ဒါကိုအာဏာပိုင်တွေကဖယ်ခိုင်းပြီးမြေကွက်ပြန်ပေးမယ်မြေတစ်ကွက်ကို3သိန်းပေးရမယ်လို့ဆိုပါတယ်ချောင်းသာရွာသူရွာသားတွေဟာနှွေမှာစီးပွားရှာမိုးမှာထိုင်စားနေကြရပါတယ်ဒီနေ့လုံးမှဒီနေ့စားတဲ့သူတွေဖြစ်လို့ငွေ3သိန်းရှာဖို့မတက်နိုင်ကြပါဘူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တူဖြစ်တဲ့ကိုတာဆန်းဟာရွာသားတွေကိုဥဆောင်ပြီးအင်ယာမြေကိုငွေ3သိန်းမပေးရဘဲမြေယာကွက်ပြန်လည်ရရှိရေးတောင်းဆိုခဲ့ပါတယ်ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့တရားမဲ့ပြုကျင့်မှုကကိုတာဆန်းကိုဖမ်းခေါ်ပြီးအစစ်အဆေးအမေးမြန်းမရှိအချင်းချုပ်ရုံးတင်စစ်ဆေးခဲ့ပါတယ်အာဏာဖီဆန်မှုနဲ့ထောင်2နှစ်အပြစ်ပေးခဲ့ပါတယ်ကိုတာဆန်းကိုခေါ်ပြီး4ရက်လောက်ကြာမှာပြည်သူတွေကိုကာကွယ်ပေးဖို့ဆိုပြီးခေါင်းစဉ်နဲ့ဖွဲ့စည်းထားတဲ့ပြည်သူစစ်ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ရဲတွေဟာယောက်ျားသားမရှိတဲ့ကလေးတစ်ယောက်မိခင်ကိုတာဆန်းရဲ့မျိုးသမီးရှိတဲ့အိမ်ကိုညနဲ့တကောင်ဆိုင်ကယ်တွေမိမောင်ထိုးပြီးအိမ်ပေါ်ကပစ္စည်းတွေဆွဲချအိမ်ကိုတစစီဖျက်ဆီးခဲ့ပါတယ်ခုတ်ကိုရမဲတဲ့တားမီမြောက်ဟာညာကြီးတကောင်အိမ်ဖြိုခံရပြီးတွားစရာမရှိခဲ့ပါဘူးအမှန်ဆိုရင်ဒေသဆိုင်ရာအာဏာပိုင်တွေကရွာသူရွာသားတွေရဲ့လုံခြုံမှုကို
စောင့်ရှောက်ရမယ့်အစားဆင်းရဲနွမ်းပါတဲ့ရွာသူရွာသားတွေကိုအကြမ်းဖက်ဆက်ဆံတာဟာသူတို့ပြုသမျှနှုရတဲ့ဘဝတွေပါမြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာပြည်မှာကျေပြန့်လာတဲ့မြေကြီးရှိနေပြီးနေဖို့အတွက်တဏှာစာရတတ်ပါတယ်ရသင့်ရထိုက်တဲ့လူအခွင့်အရေးကိုရဲရဲဝုန်းဝုန်းတောင်းဆိုတဲ့ကိုတာဆန်းဟာတရားဥပဒေကိုသက်လုံးချလုပ်ပြီးထောင်2နှစ်အချခံခဲ့ရပါတယ်။ဒေါက်တာဆယ်အောက်တိုဘာလမှာကိုတာဆန်းလွတ်မြောက်လာခဲ့ပါတယ်။ကိုတာဆန်းလိုအင်အားအချက်ခံရတဲ့ကိုမျိုးဦးကလည်းဒေသဆိုင်ရာအာဏာပိုင်တွေစီကနေရေချိုရတဲ့နေရာဘယ်နေရာမှဆိုပေးရန်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ရိုင်းပြစွာဆက်ဆံမှုကိုခံခဲ့ရပါတယ်။ချောင်းသာဆိုတာအေယာဝတီတိုင်းရဲ့မြို့တော်အသိမ်ကနေတော့ရင်တနင်္ဂနွေခီးပဲရှိတဲ့နေရာပါ။တတိလိုဒေသမှာတော့ယခုလိုအဖြစ်မျိုးရှိနေရင်ဝေးလံခေါင်တည်တဲ့နေရာဒေသတွေမှာနိုင်ငံသားအခွင့်အရေးတွေဘလောက်တောင်မှချိုးဖောက်ခံနေကြမလဲဆိုတာမသိနိုင်ပါဘူး။လက်ရှိအစိုးရရဲ့ခေါင်းဆောင်တွေအနေနဲ့တေတေချာချာလေ့လာစုံစမ်းပေါ်ထုတ်ပြီးဆင်းရဲတဲ့ကျေးလက်နေပြည်သူတွေကိုကာကွယ်ပေးသင့်ပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့နိုင်လိုမင်းထက်ပြုမှုမှုတွေကိုလည်းအရေးယူသင့်ပါတယ်။မြန်မာပြည်သားအများစုဟာကျေးလက်နေပြည်သူတွေတောင်သူလယ်သမားတွေဖြစ်ပါတယ်။သူတို့တွေကိုမတော်မတရားဆက်ဆံတာကိုမကွာကွယ်ပေးနိုင်ရင်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ခြင်းဟာလူရည်စရာကောင်းလာပါတယ်။မြန်မာနိုင်ငံအနှံ့အပြားမှာလူခွင့်ရေးစောင့်ကြည့်ကာကွယ်ကွန်ရက်တွေတောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေအများကြီးလိုပါတယ်။ဒါမှသာစင်ရသားတောင်သူလယ်သမားတွေကိုသက်ဆိုင်ရာအာဏာပိုင်တွေရဲ့ဥပဒေပြမှုတွေကကာကွယ်ပေးနိုင်ပါပါ။ကျေးဇူးတင်ပါတယ်။ကျွန်တော်မျိုးရန်တော်သိမ်းပါကျမဆောင်မရှင်ကိုမျိုးရန်အောင်သိမ်းတင်ပြနေတယ်နိုင်ငံရေးနဲ့ယင်းနေ့လူငယ်အပတ်စဉ်ကဏ္ဍကိုထုတ်လွှင့်ခဲ့တာပါခင်ဗျာ